မြန်မာပြည်သားဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ဒါမှမဟုတ်မြန်မာ passport ကိုင်နေတဲ့သူတရားအနေပဲဖြစ်ပေါ့လေဒါဒီဘိုင်းမှာမဟုတ်ဘူးပေါ့လေနော်တခြားနိုင်ငံမှာပဲဖြစ်ကျွန်တော်တို့ဒီလေစိတ်ကိုဝင်လိုက်တာနဲ့ discriminate လုပ်ရတယ်ဒါမှမဟုတ်ရင်နော်သူများနဲ့တန်းတူမဟုတ်တယ်လို့မျိုးခံစားရတယ်ဆိုတဲ့အခါမှာစင်တပန်အနေနဲ့နိုင်ငံတကာနဲ့အလုပ်လုပ်တဲ့ဒီ hospitality life မှာခွဲခြားဆက်ဆံတာမျိုးဒါမှမဟုတ်နေခံရတဲ့ဒီအဖြစ်မျိုးကြုံရဘူးလားတကယ်လို့ခံစားခဲ့ဘူးရယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကိုဘယ်လိုအားပေးခဲ့လဲပြီးတော့ကောဒီအပေါ်မှာစင်တပန်ရဲ့အမြင်ကိုဘယ်လိုပြောင်းခဲ့လဲပေါ့ဒီမှာဒီလိုမျိုးအနေခံရဘူးလားဆိုတော့အဲ့လိုမျိုး Come over here please ဒါမဲ့ဒီနိုင်ငံမှာကျတော့ဒီလိုမျိုးခွဲခြားတာရှိဒါစာပိုင်းမှာဆိုအနေခံတာတော့မဟုတ်ဒါမဲ့ဒါစာပိုင်းမှာဆိုကိုယ့်ရဲ့ Asian တွေကိုဆိုရင်မြန်မာနိုင်ငံသားဆိုရင်ဒါစာအများကြီးမပြီးအဲ့လိုမျိုးတော့ရှိဒါမဲ့ကိုအလုပ်မှာဆိုရင်တခြားနိုင်ငံသားရရှိပေမဲ့ကိုတိုင်ကတမျိုးအရင်လူတွေနဲ့ဆွတ်ပတ်ဆိုအရင်မနေဘူးပေါ့နော်။ညာတော့ဖြစ်မြန်မာတွေကအလုပ်ကြိုးစားတယ်ကွာဆိုတော့ညာတော့ဖြစ်အဲ့လိုမျိုးအနေခံတာတွေတော့တိတ်မရှိဘူးပေါ့နော်။မြန်မာတွေတော်ကြတယ်ကိုလည်းအလုပ်အရန်ကြိုးစားရဆိုတော့ညာတော့ဖြစ်တော့ကြိုက်ကြတာပေါ့နော်။